ဘဝမှာ success လို့ခေါ်တဲ့အောင်မြင်မှုတစ်ခုရဖို့အတွက်အရာ၃ခုမဖြစ်မနေလို့အထင်နံပါတ်1အရာကတော့ never give up ဆိုတဲ့အရာဘယ်တော့မှကျွန်တော်တို့အရှုံးမပေးပါနဲ့ဆိုတဲ့အရာအကျိန်1000လဲကြရင်အကျိန်1000တစ်ကြိမ်မြောက်ထားဖို့မမေ့ပါနဲ့နံပါတ်2အရာကတော့ကျွန်တော်တို့ဘာလဲဆိုတော့ take a risk ဆုံးရှုံးမှုတွေယူပါအစင်မပြေမှုတွေစ조사ရမှုတွေကျွန်တော်တို့ယူပါအဲ့တော့ risk တွေယူပြီးဘဝမှာစ조사လိုက်ပြီဆိုလို့ရှိရင်အောင်မြင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ wow လို့ခေါ်တဲ့ပျော်ရွှင်စရာကောင်းတဲ့အရာရမယ်မအောင်မြင်ခဲ့လို့ကြာရှုံးခဲ့ပြီဆိုလို့ရှိရင်လေ why ဆိုတဲ့ဉာဏ်ပညာတိုးတက်ခြင်းဆိုတာဒီကျွန်တော်တို့ရှိပါလိမ့်မယ်။ကြောင့်မို့ကျွန်တော်တို့က risk ယူဖို့မမေ့ပါနဲ့။နံပါတ်3ကတော့ကျွန်တော်တို့ value လို့ခေါ်တဲ့ကြာရှုံးမှုတွေကိုမကြောက်ပါနဲ့။လုံးဝမကြောက်ပါနဲ့အဲ့တော့ကျွန်တော်တို့ထင်တာကကြာရှုံးမှုနဲ့အောင်မြင်မှုဆိုတာကပြောင်းပြန်เนาะ opposite ဖြစ်တယ်လို့ထင်ရပေမဲ့ကြာရှုံးမှုတွေပြီးအောင်မြင်မှုတွေလာပါတယ်အောင်မြင်မှုရဲ့အခြေခံအရင်းမြစ်တွေကြာရှုံးမှုတွေဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘဝမှာဒီ၃ခုကိုမဖြစ်မနေနေတိုင်းကျင့်သုံးပါဘယ်တော့မှရှုံးမပေးပါနဲ့ risk ယူပါကြာရှုံးရမှာကိုမကြောက်ပါနဲ့တခုတွေးလိုက်နိုင်မယ်လို့ထင်တာတခုတွေးလိုက်ရတယ်ဆိုလို့ရှိရင်တော့ comment မှာ yes ရေးပေးပါဦးကျွန်တော်တို့ကိုညံလေးအောင်ပါငါရှိလို့နေဖြစ်ပါတယ်